everyone, Lily ပဲဖြစ်ပါတယ်ဒီနေ့ vlog လေးကတော့ Lily တင်ကြိုးလာပြင်းဒီမှာဖြတ်တိုက်ခဲ့တာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် Lily အခုကတော့ရှနိုင်ထားဖြစ်ပါတယ်ပြီးရင်တော့ Lily တွတ်တိုက်ပါတယ်တွတ်တိုက်ပြီးရင်တော့ရေချုံးမှာပဲဖြစ်ပါတယ် Lily ရောဒီနေ့ကတော်လာမှာရှိရစကတ်ကိုလည်းတော့မှာဆိုတော့လိမ္မော်ရောင်ဝဆက်ကလေးပဲဝဖြစ်ပါတယ်မနက်စာတော့ကားပေါ်မှာပဲစားပါတယ်အချမ်းမမီရောလို့ပါဒါကတော့တောနေရလမ်းမှာပဲဖြစ်ပါတယ်ဒါကတော့ကားပေါ်မှာလေးကအရန်ကိုမှတိုက်ပါတယ်စပင်းနေကလည်းရှုပ်ဖွားနေရပဲငှက်တိုက်ကြားလို့လေဒီလက်တော်လေးလီကတိုက်ပါတယ်အဲ့မှာတော့လေနောက်ကကလေးရှိရနဲ့ပဲဒီအနောက်ကလေးကိုထုံးတလူလေးစီးလိုက်တယ်လှလှမလှလာကိုကောင်းမို့ရပဲအရေးကြီးရဆိုတော့အခုကတော့ဒေါ်လာကိုရောက်ပါပြီအခုကတော့သမင်းမစားခင်မှာကျွေးရမုံဒီပါလီလီကတော့ဒီတမိုတီတော့ကိုတော်တော်လေးကြိုက်ပါတယ်အခုကတော့သူတို့စီကကျွေးရဟင်းနေပါလီယောက်သမင်းနဲ့ပဲစားဖြစ်ပါတယ်အခုကတော့လီလီသမင်းစားနေတာပါအဲ့မှာလူတွေတော်တော်လေးလည်းများပါတယ်လီလီတို့ကသမင်းစားပြီးွားရဆိုကော်ဖီကြောက်ကြော်နဲ့ဒီငါမုံကြောက်ကြော်ကျွေးပါတယ်ပြီးကြလီလီကျွတ်ကော်တီစားပါတယ်စားကြပါအောင်စားလိုက်ပါတယ်အဲ့မှာစားလို့ကောင်းတာနဲ့ရုပ်ကဘလို့ဖြစ်သွားလဲတော့မသိပါဘူးယူထနေရပါအခုဆိုရင်တော့လီလီတို့ရေဒေါ်လာရွာကနေထွက်လာပါပြီပြီးကြရင်လီတို့မိသားစုကမက်အေးကိုတော့မှပဲဖြစ်ပါတယ်ဒါတော့လီလီတို့မိသားစုမက်အေးမှာစားပါလီရောအဖိုကာဒိုစားဖြစ်ခဲ့ပါတယ်ဒါတော့လီစားနေရပါအမရောဘေးနာနေမသားဆန်စွာနဲ့ထိုင်စားနေရပေါ့နော်ဒါတော့လီရောမိသားစုရဲ့စားပြီးတောက်ပြီးကြပါလီကတော့တော်တော်ပိုက်ကင်းသွားပါတယ်ဒါတော့လီလီအိမ်မမီထုံမို့တာမိဘုံသုံးပုံပဲလားဘာတစ်ခုကို3000ပဲလီ2000နဲ့ပဲစတစ်ခဲ့ပါတယ်3000ပေါ့နော်အခုကတော့လီအိပ်ပြရောက်ပါပြီလေအဲ့ဘိုက်စာရာနဲ့ပဲရေခဲတက်တာကိုဖွင့်ကြည့်လိုက်ပါတယ်ဟိုင်မရေခဲတက်တာကိုဖွင့်ကြည့်လိုက်တော့ချောကလက်တွေရဲ့မနှိုက်တယ်နှိုက်မရဘူးဖြစ်ပြနေပါရဲ့မနှိုက်တယ်နောက်ဆုံးတော့ရပါပြီပြီးကြရင်တော့အသီးကြောက်စားပါမယ်ဖြစ်ပါရဲ့ပြီးကြတော့ဒီအရာဟာလေးကိုထုတ်ပြီးတော့ဒီအသီးကြောက်အရင်စားပါရဲ့တော်အရင်ကျွတ်နေရတော့မဟုတ်ဘူးဒါမဲ့လည်းစားကြပါလို့ဒါတရတီပါတရတီလေးတိတ်မကြိုက်ဘူးပြီးကြတော့လီစားနေရင်လည်းဖောင်းကြည့်ဖို့တက်စဉ်းစားရဲဖောင်းကြည့်လိုက်ပါအောင်မယ်လီယာဒီအခုဖောင်းကြည့်ပြီးတော့လီခွဲသွားတယ်လီခွဲသွားလီအဖေနဲ့လီစပိန်စီဖို့တက်ပြနေပါတယ်ဒါတော့လီရဲ့အဖေစပိန်မှာတိတ်ထားကြတော့ဒီတက်ရှယ်လို့နေပါတယ်အခုလီဟိုဘက်ကဒါတော့လီရဲ့စပိန်ပဲဖြစ်ပါတယ်လီစပိန်ကအနောက်ကဒီဖေထိုင်ကုန်နေပါဒါတော့လီရောကနာလဲမှာလီလဲစိတ်လျှောက်ရင်းနဲ့ဒီရိုက်ထားတာနေရတော်လေးစူးပါတယ်အခုကတော့လီစပိန်စီလိုပြန်လာပါပြီစပိန်စီလိုပြန်လာပြီးဆိုတော့ပိုက်စားတာနဲ့ပဲအမေအိမ်ကကြော်ထားရဲ့သမင်းကြော်စားပါမယ်အခုကတော့လီစားမှာပဲဖြစ်ပါတယ်ပိုက်ဆက်စားနဲ့ပဲစားတော်လေးစားလို့ကောင်းပါတယ်သမင်းကြော်လည်းစားပြီးသွားပြီဆိုတော့လီလို့မီးထွန်းပါတယ်မီးကတော့ထွန်းတာတော့မရိုက်ဖြစ်လိုက်ရပါဘူးဘာလို့ဆိုလီထွန်းနေရတယ်လီမထွန်းတာတော့လီအဖေထွန်းတာပါဆိုတော့ပြီးကြလို့ရှိရင်တော့ဒါလေးကတော့ဒီဝယ်လာညနေရမီးပုံးလေးဒီဟာလေးကလီကိုယ်တိုင်လောက်ထားရဲဒါလည်းညနေရမီးပုံးလေးပါပဲဒါလည်းညနေရမီးပုံးပါပဲဆိုတော့ဒီမှာအောက်လေးမှာလည်းဒီစီမီလေးလည်းထွန်းထားပါတယ်လီတီကတော့စီမီလည်းထုံးပြီးသွားပြီဆိုတော့လီလီအခုကတော့အရာရပြန်ရောက်သွားပါပြီလီကိန်းဆော့ဖို့တက်ပြင်နေပါတယ်ဆိုတော့လီကိန်းဆော့လိုက်ပါအောင်မယ်ပြီးကြမှာပြပြကြပါမယ်ဘိုင်အခုကစင်နာပြီးထိုးပြီဆိုတော့အိပ်ပါတော့မယ်ဒီနေ့ vlog လေးရဒီလောက်ပါပဲ